luxury အိမ်က project ထဲမှာအရန်ကိုလာပါတဲ့ Grand Bangkok ရဲ့ banner အိမ်က project ကိုရောက်နေတာဖြစ်ပါတယ်ဒီအိမ်က project မှာဆိုရင်တော့ကျွန်တော်အခုပြပေးမယ့်အိမ်တွေကတော့ Ravine အိမ်က project အိမ်ပဲဖြစ်ပါတယ်ဒီအိမ်ကတော့960 square meter ရှိပါတယ်ဗျအတွင်းကဖွဲ့စည်းပုံ၄ရောက်တာတော်တော်လေးကိုလာပါတယ်ကျွန်တော်ထက်မှာအသေးစိတ်လိုက်ပြရပါမယ်ဒါကတော့ဝင်လာခြင်းမှာထားပြီးထားတဲ့အခန်းလေးတည်တံ့ဖြစ်ပါတယ်ဒီခန်းကတော့ shoe closet အခန်းလေးပဲဖြစ်ပါတယ်ဖက်နဲ့လဲဝေးရန်အတွက်တည်တံ့ဖွဲ့စည်းပေးတာဖြစ်ပါတယ်ဒီမှာဆိုရင် common ထားတဲ့လေးလေးဖွဲ့စည်းပေးထားပါတယ်ဗျဒါကတော့ကားပါကင်သွားတဲ့နေရာပဲဖြစ်ပါတယ်တော်တော်လေးကိုလှပါတယ်ဗျ living room area တော့ကြည့်အောင်ဒါကတော့ living room area ပဲဖြစ်ပါတယ် ceiling ကတော့ double ceiling height အမြင့်ပဲဖြစ်ပါတယ်ဗျတော်တော်လေးကိုလှပြီးတော့ခန်းနာတော်တွေ့ရပါတယ်ဒီဘက်ချမ်းမှာဆိုရင်တော့ private fitness center လေးထားပြီးတော့တွေ့ရပါတယ်ဗျမနက်ခင်းမှာလေ့ကျင့်ခန်းလုပ်ဖို့ရန်အတွက်တည်တံ့ဖွဲ့စည်းပေးတာအခန်းလေးပဲဖြစ်ပါတယ်ဒီကဲမှာဆိုရင် common ထားတဲ့လေးထပ်မံဖွဲ့စည်းပေးထားပါတယ်ဗျဒီဘက်ချမ်းမှာဆိုရင်တော့ lift လေးထားပေးတာတွေ့ရပါတယ်အထက်တိုင်းကိုသွားလို့ရတဲ့ lift လေးပဲဖြစ်ပါတယ်ဒါကတော့ kitchen area ပဲဖြစ်ပါတယ်တော်တော်လေးကိုလှပါတယ်ဗျထပ်ပြီးတော့အပေါ်ထပ်သွားကြည့်အောင်ဒါကတော့ဒုတိယထပ်ပဲဖြစ်ပါတယ်ဒါကတော့ meeting room ပဲဖြစ်ပါတယ်ဗျအဖွဲလိုက်တင်ငယ်ချင်းနဲ့ခြေလို့လို့ရနေရတခုပဲဖြစ်ပါတယ်အောက်တော့မှာဆိုရင်လည်း outdoor space လေးထားပေးထားပဲဗျအပေါ်ထပ်မှာဆို master bedroom နှခမ်းထွက်ပေးတာတော့တွေ့ရပါတယ်ဒါပထမဆုံး master bedroom ခန်းပဲဖြစ်ပါတယ်ဒီ project တော့ခက်ချနာပြည်စ highway လမ်းမှာပြန်ဆောက်လုပ်ထားပြီးတော့ Dewey International School, Korean International School နဲ့ Deeper International School လည်းရှိမှာဖြစ်ပါတယ်မကဗနာ shopping center ကိုလည်းအလုပ်တကူတွားလို့ရပါတယ်ဗျအနီးနားမှာဆိုအကြီးဆုံးခောက်ကွင်းဖြစ်တဲ့ Hilton Bangkok ခောက်ကွင်းလေးရှိမှာပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတော့ဒုတိယ master bedroom ခန်းကြီးပဲဖြစ်ပါတယ် wine closet နဲ့ bathroom အင်တာရီချူကန်ထပ်မံဖွဲ့စည်းပေးတာကိုတွေ့ရပါတယ်ဗျတော်တော်လေးကိုခန်းနာလာပါတော့တွေ့ရပါတယ်တတိယထပ်သွားကြည့်အောင်ဒါကတော့တတိယအထက်ပဲဖြစ်ပါတယ်တတိယအထက်မှာဆိုရင်တော့အကြီးဆုံး master bedroom ခန်းဖွဲ့စည်းပေးတာတွေ့ရပါတယ်ဗျတော်တော်လေးကိုကျယ်ပါတယ်ဗျဒီခန်းမှာဆိုရင်တော့တစ်ဆက်တည်း wine closet နဲ့ bathroom အင်တာရီချူကန်ထပ်မံဖွဲ့စည်းပေးတာတွေ့ရပါတယ်တော်တော်လေးကိုကြီးပါတယ်ဗျဒီဘက်ချမ်းသွားကြည့်အောင်ဒီဘက်ချမ်းမှာဆိုရင်လည်းအထက်တန်းကိုသွားလို့ရတဲ့ lift လေးဖွဲ့စည်းပေးတာတွေ့ရပါတယ်ဒါ space ပိုလေးလေးရှိပါတယ်ဗျဒါကတော့နောက်ဆုံး master bedroom ခန်းပဲဖြစ်ပါတယ်အဲ့တော့ဒီအိမ်က project ကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လာကြည့်စီနေဖြစ်ဖြစ်အောက်မှာပေးရတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြတ်ဆွေးနွေးနိုင်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့လုံးချင်းဝင်လို့ဆိုတော့ GNG Thai House ကိုဆက်သွယ်မြတ်ဆွေးနွေးနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။